လုံးနဲ့ဒီလိုမျိုးပြောတယ်ကောင်းလို့လည်းပါတယ်လေစက်ကြောတဲ့ဟုတ်ကလားတဘာဝတန်းနဲ့ရပြီးတော့ဘုရားချရှင်းကို၄ရာမှာတော့လမ်းကြည့်အဝဲမကြည့်နဲ့အဝဲကြည့်တဲ့အခါစိတ်ထွက်တဲ့အခါကျမြင်ရတဲ့အခါကျတော့သူကထိုင်ပြီးတော့တရားလုပ်တဲ့အခါကျအဲ့ဒါမပေါ်လာဘူးပေါ်လာတယ်ကြည့်နေရှိလို့သိတာမဟုတ်လားဒီတဲ့အခါကျတော့စိတ်နဲ့ဆက်လို့မျက်စိမဖိတ်ဘူးဒီချိုးကြတော့မျက်စိနဲ့ကြည့်ရင်ပုံပြီးတော့စိတ်နေတယ်လို့ထင်ရတယ်ဟောစိတ်ထွက်တယ်ဟာမပန်းရောက်တယ်ဟာဘာတိုက်နေလဲစိတ်ထွက်တယ်တွေးတယ်ဟုတ်လားအဲ့ဒါမှမဲ့မျက်စိကိုဒါလည်းခုနကစိတ်ကိုသိတာမှာတော့မှကြည့်ပါနော်ခုနကဘုန်းကြီးတို့လည်းလက်ပါစိတ်ကိုအပြည့်ဟုတ်လားအဲ့တော့ဆောက်တဲ့အခါကျတော့ဆိုကြပါတော့မြန်မာတွေသုံးတာကဘယ်လမ်းလဲညာလမ်းလဲဘယ်လမ်းလဲညာလမ်းလဲလို့စတယ်ဘယ်လမ်းလဲခြေတော့လှုပ်ရှားတာကိုသိတယ်ကြိုက်တယ်ဘယ်လမ်းလဲခြေတော့လှုပ်ရှားတာရုပ်တရားတယ်သိတာကမတရားဘူးပါဠိတာဟုတ်ကလားကြိုက်တယ်ဒါဘယ်လမ်းလဲညာလမ်းလဲ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 ဟုတ်ကဲ့အဲ့ဒါကိုရွေးချယ်ထားတယ်သူကစဉ္ညာရှာတဲ့အတိုင်းအဆုံးသတ်လို့ရှိတယ်ရတယ်ဆိုတော့သိလားဟုတ်ကဲ့ရတယ်ဆိုတာကအထက်မှာသပင်ဖြတ်အောက်ကခြေဖြတ်အဲ့ဒါကိုဗာလိတော်ကမှာစာရမ်းမှာတော့အောက်တာကေတမတ္တအတော်ပါဒတာအထက်ကနေပြီးတော့ကေတဆိုတာဆံမြင်ဖို့ပြောတာမဟုတ်လားအထက်ကနေပြီးတော့ဆံမြင်ဖြတ်အောက်ကခြေဖြတ်ရတဲ့ခန္ဓာကိုရတဲ့ခန္ဓာကိုမြင်တယ်မဟုတ်တော့ဘာဖြစ်တာတော့သိတယ်မြင်တယ်မဟုတ်တော့ဘာဖြစ်တာလဲသိတယ်ကိုရတာကိုရမှသိကိုရတယ်ခမန်းရဲ့ဆယ်ကျဲတာဟုတ်လားပြီးတဲ့အခါကျတော့ပြန်ပြီးတော့ဆက်တဲ့အခါကျလှည့်ရတယ်လှည့်တဲ့အခါကျတော့သူကလှည့်ချင်တဲ့စိတ်ရှိပါတယ်ခင်ဗျာလက်ချင်တယ်3 ချိန်တော့ခမန်းပြီးတော့မှလက်နော်အဲ့ဒီလက်တာကိုလည်းသူက2မျိုးရှိအသက်ကြီးတဲ့ပုဂ္ဂိုလ်ယောဂရှိတဲ့ပုဂ္ဂိုလ်ဟုတ်လားဒီပုဂ္ဂိုလ်လည်းအသက်ကြီးတဲ့ပုဂ္ဂိုလ်ယောဂရှိတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ကိုယ်နဲ့ကဒီကိုယ်လုံးကိုသူကချုပ်ရအောင်ပြီးတော့သူကလက်တယ်သိရမှာနော်လက်ပြီးလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်ချက်မလျှောက်ရတယ်ဆယ်ကျင်တော့ပြီးပြီးတော့မှဘယ်လားနဲ့ဆောက်ဟုတ်ကဲ့နော်လက်ကခန္ဓာကိုယ်တစ်ခုလုံးကိုချုပ်ပြီးတော့ပြီးဟုတ်ကဲ့လားလှုပ်ရှားတာမှလည်းတစ်ချိန်လုံးသိနေရမယ်လို့ပြောတာပေါ့နော်အဲ့ဒါကတော့သူကအသက်ကြီးတဲ့ပုဂ္ဂိုလ်ပြီးတော့ယောဂရှိတဲ့ပုဂ္ဂိုလ်ဆောက်ပို့ပြီးတော့စိတ်အောင်လုပ်တာဒီကြမှာတော့အသက်ငယ်တဲ့ပုဂ္ဂိုလ်တွေမရှိဘူးဟုတ်ကဲ့လားသက်ကြီးတဲ့ပုဂ္ဂိုလ်တွေဒါမဲ့လို့တော့ပြောပြတယ်လက်တဲ့ခါကျခုနရတယ်စကြက်ပြီးလို့ရှိရင်လက်ချင်းနဲ့သုံးနေလက်တဲ့ခါကျတော့ကြွရတယ်ချားတယ်ဘုံမစိတ်ဘူးကြွရတယ်ချားတယ်ကြွရတယ်ချားကျတော့လှုပ်ရှားတဲ့အတိုင်းကြွတော့ပြီးတယ်တဲ့မှာချတာဘုံမစိတ်ဘူးအဲ့ဒါတော့အသက်ကြီးတဲ့ပုဂ္ဂိုလ်ယောဂရှိတဲ့ပုဂ္ဂိုလ်တွေစိုက်ပြီးတော့ပြိနေရတာလေစိတ်ကအိုးညစ်နေလေအဲ့ဒါစိုက်ပြီးတော့လိုက်ပြရတဲ့အခါကျတော့အသက်အလည်းကြီးတယ်ယောဂအလည်းရှိတယ်ဆိုတော့ဘိုင်းနေတယ်တော့အဲ့ဒါအသက်ကြီးတဲ့ပုဂ္ဂိုလ်လုံးနေလူငယ်တွေကတော့လုံးဟုတ်ကဲ့လားလူငယ်တွေကတော့သူကအားကောင်းတယ်ကျမ်းမာရေးကောင်းတယ်အဲ့တော့လုပ်လို့ရှိရင်ပို့ပြီးတော့စိတ်ကြီးဒါပြောပြတာနော်ပြီးတဲ့အခါရတယ်ဆဲကျင်ပြီးတော့ပါဘယ်လမ်းနဲ့ညာလမ်းနဲ့ဘယ်လမ်းနဲ့ညာလမ်းနဲ့ဘယ်လမ်းနဲ့ညာလမ်းနဲ့ဘယ်လမ်းနဲ့ညာလမ်းတချို့ညတော့သူခြေတော့အမြင့်ကြီးမြောက်လာပြန်ချတယ်အမြင့်ကြီးမြောက်တယ်တချို့အလောက်ရရှိတယ်အဲ့ဒါစဉ်းစားဆက်တာမဟုတ်ဟုတ်ကဲ့လားမလုပ်တာတော့ဆက်သိစီးတယ်ဘယ်လိုပြောရမလဲဟုတ်ကဲ့အဲ့ဒါကရတယ်ဆယ်ကျဲပြီးတော့လက်ကျင်တယ်3 ရက်လောက်4 ရက်လောက်ကြွရတယ်ချားတယ်
ဒီစုံအပြူပေါ့ကြွတယ်တော့ချားတယ်ကြွတယ်ဒီစုံအပြူကြွတယ်တော့ချားတယ်ကြွတယ်တော့ချားတယ်ကြွတယ်တော့ချားတယ်ကြွတယ်စိတ်ကတော့ခြေတော့ပေါ်လှုပ်ရှားနေတရားဟုတ်ကဲ့ဒီမှာရတယ်ဆက်ချက်ဒီမှာဘယ်လာလဲဒါจิตတလားမှာသိစရာတစ်ချက်จิตတလားမှာသိစရာတစ်ချက်နော်ပြီးတဲ့အခါကျတော့จิตတလားကြွားတယ်ချာကြွားတယ်ချာပြောတယ်နော်အဲ့ဒါတော့ကြွားတယ်ချတယ်ဆိုတဲ့နေရာချတဲ့အခါမှာจิตမှန်ချတယ်จิตဘွားဆုံးချတယ်ဒီနေရာနဲ့ချဟုတ်ကဲ့လားဒီနေရာနဲ့ချနိုင်ဖို့ရအတွက်ကျဲလို့ရှိရင်မရဘူးจิตဘွားဆုံးကြွားတယ်ချကြွားတယ်ချတဲ့နော်အဲ့ဒါညာဘာဖြစ်တော့သူကချလုံးပြီးနေတာကြွားပြီးတော့ဖြစ်တတ်တယ်ဘယ်ဟာလဲမှလက်ပြအောင်မသိဘူးအဲ့ဒါတော့ကြွားတယ်ချပြီးပြီလားပြီးပါပြီခင်ဗျာဆိုမှပြောကြွားတယ်ချဟုတ်လားကြွားတယ်ချကြွားတယ်ချဆိုလိုတာကမလုံးနဲ့ဟုတ်လားတရားထုတ်တယ်ဆိုတာအေးချမ်းတယ်လို့ပြောတာအေးချမ်းတယ်နဲ့အဲ့ဒါလှုပ်ရှားနေတယ်တိုင်းပြည်ကမလုံးနဲ့ဒါပေါ့လေနော်အဲ့ဒါဘာဖြစ်တတ်တယ်ဆိုလို့ရှိရင်ကြွားတယ်ဗန်းချကြွားတယ်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 ချကဲဟုတ်လားလောဘဟုတ်လားကဲ့နေကဲ့ပြီဆိုလို့စိတ်အမထွက်ဘူးမကဲ့လို့လည်းစိတ်ဟာဟုတ်လားအပြည့်ရောက်တယ်စိတ်ထွက်တာလေအဲ့ဒီစိတ်ထွက်တာတော့သူကဘယ်လိုလဲသူကအတွေးဝင်တယ်အတွေးမဝင်ဘူးဟုတ်လားကိုယ်စိတ်ကိုကလည်းသိရမိနေတာမသိလို့ပြင်ရတာလေဟုတ်လားတွေ့ရမလို့ဘူးစိတ်ကအတိုင်းတွေးနေတာဘာပါလဲမအဲ့ဒါအဲ့ဒီခေါ်တာတောင်းချက်ဆိုလို့ရှိရင်အဲ့ဒီစားပြီးတော့ရတယ်ဆက်ချက်ပြီးတော့လက်ချက်